It is hard for me to explain my actions ကျွန်တော်လှုပ်ဆောင်နေတဲ့အရာတွေကိုရှင်းပြဖို့ခက်တယ် The Daily Light Channel မှာကြိုးဆိုပါတယ်စကားပြောသင်ခန်းစာအစီအစဉ်ဖြစ်ပါတယ်ဆရာတို့ဒီစကားပြောသင်ခန်းစာအစီအစဉ်မှာ pattern အသုံးလေးတွေနဲ့အတူလိုက်ပြီးတော့ပြောကြည့်ပါ It's hard for me to နောက်က verb simple verb တွေနဲ့ကပ်ပါမယ်ဒီနေ့အဖြစ်ဆိုတော့ verb 1ပေါ့နော် verb 1 It's hard for me to verb 1ဒါလို့ဖို့ကျွန်တော်တို့ကခက်တယ်ဗျာဒါဖြစ်ဖို့ကျွန်တော်တို့ကခက်တယ်အဲ့တော့ဆရာတို့ကစကားပြောတဲ့အခါကျွန်တော်အတွက်ခက်တယ်ဆိုတော့ကျွန်တော်အတွက်ဆိုတာမပြောတော့ဘဲနဲ့တိုက်ရိုက်ပြောတော့မယ်ကြည့်အောင် It's hard for me to accept အဲ့တော့ဒီဟာလေးကိုပဲကြည့်ကြည့်မယ် accept ဆိုတာလက်ခံတယ်လက်ခံဖို့အတွက်ခက်တယ်အဓိပ္ပာယ်ကတော့ဘယ်သူကလက်ခံဖို့ခက်တာလဲကျွန်တော်ပေါ့ကျွန်တော်လက်ခံဖို့ခက်တယ်လို့ပြောလိုက်တာပဲလက်ခံဖို့ခက်တယ်ဗျာ What you are telling me ခင်ဗျာကျွန်တော်ပြောနေတဲ့ဟာတွေကိုလက်ခံဖို့ခက်တယ် It's hard for me to accept what you are telling me နောက်ကဆရာတို့ကိုသုံးခြင်းတဲ့စာကြောင်းနဲ့လိုက်ပြီးတော့တွဲသုံးကြည့်ပါမယ်နောက်တစ်ခုဆက်ကြည့်ပါမယ် It's hard for me to argue your point ခင်ဗျာထောက်ပြတဲ့အချက်ကိုညှင်းဆန်ဖို့အတွက်ခက်တယ် your point ဆိုတာခင်ဗျာညွန်ပြတဲ့ဟာထောက်ပြတဲ့ဟာခင်ဗျာထောက်ပြတဲ့ဟာကိုညှင်းဆန်ဖို့ခက်တယ်ဗျာ It's hard for me to argue your point နောက်တစ်ခုဆက်ကြည့်ပါမယ် It's hard for me to consider your other options ခင်ဗျာရဲ့တခြားရွေးချယ်စရာတွေကိုစဉ်းစားဖို့အတွက်ခက်တယ် consider ဆိုတဲ့အဓိပ္ပာယ်ကစဉ်းစားဆင်ခြင်ဆုံးဖြတ်တည်ဆိုတဲ့အဓိပ္ပာယ် think နဲ့မတူ think ဆိုတာခဏလေးပဲထင်လိုက်တာဟုတ်ပြီလားငါဘလို့ထင်လဲငါဟုတ်လားညာလို့ထင်တယ်ရုပ်တရက်ထင်လိုက်တာဖြတ်ခနဲ့ထင်လိုက်တာအဲ့ဒါကို think consider ဆိုတဲ့အဓိပ္ပာယ်ထင်တယ်စဉ်းစားတယ်ပြီးရင်ဆုံးဖြတ်တယ်စင်ကျင်တုံရပါတယ်ပေါ့နော်နောက်တစ်ခုဆက်ကြည့်ပါမယ် It's hard for me to depend on you မင်းကိုမိခိုဖို့အတရာခတ်တယ် depend ဆိုတာမိခိုတယ် depend on you မင်းကိုမိခိုတယ်ဆိုတာမင်းအပေါ်မှာလို့တော့မပြနဲ့နော် depend ဆိုရင်နောက်က on ဆိုတဲ့ preposition က auto လိုက်တယ်ပေါ့နော်အတွဲလေးချက်တယ် depend on It's hard for me to depend on you မင်းကိုငါမိခိုဖို့ခတ်တယ်ကွာနောက်တစ်ခုဆက်ကြည့်ပါမယ် It is hard for me to decide where to go tonight ဒီညဘယ်နေရာကိုသွားမလဲဆိုတာဆုံးဖြတ်ဖို့အတွက်ခတ်တယ်ဒီညဘယ်နေရာကိုသွားမလဲဆိုတာဆုံးဖြတ်ဖို့ခတ်နေတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် It is hard for me to explain my actions ကျွန်တော်လှုပ်ဆောင်နေတဲ့အရာတွေကိုရှင်းပြဖို့ခက်တယ် It is hard for me to explain my actions ကျွန်တော်ပြုမှုဆောင်ရွက်နေတဲ့အရာတွေကို explain ရှင်းပြဖို့ခက်တယ်နောက်တစ်ခုဆက်ကြည့်ပါမယ် It is hard for me to guarantee your success ခင်ဗျားရဲ့အောင်မြင်မှုကိုအာမခံဖို့အတွက်ခက်တယ်ခင်ဗျားရဲ့အောင်မြင်မှုကို guarantee ဆိုတာအာမခံတယ်အာမခံမှုခတ်တယ် It is hard for me to handle so much pressure handle ဆိုတာစုပ်ကုန်ထားတယ်ဖိအားတွေတော်တော်များများကိုစုပ်ကုန်ထားဖို့ခတ်တယ်ဗျာဒါကတော့ဆရာတို့စကားပြောတဲ့အခါမှာလည်းအရန်သုံးပါတယ် It is hard for me to verb 1တနည်းအားဖြင့် simple verb တွေနဲ့ကိုသိတာတွေနဲ့သုံးမယ်အသုံးကျွင်ချင်တဲ့လောက်နောက်ကနေပြီးတော့စာကြောင်းတွေပါထပ်ဖြည့်ပြီးတော့ပြောကြည့်မယ်ဒါကတော့စကားပြော pattern ပုံစံပဲဖြစ်ပါတယ် The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်